ဟိုးရှေးရှေးတုန်းကတဲကန်တရာနိုင်တဲ့တစ်ခုမှာဘရင် Ryan ဆိုတဲ့မင်းတစ်ပါးရှိတယ်။သူဟာအရန်ကိုအမျိုးမင်းရှိပြီးပညာဉာဏ်ကြီးမားသူအဖြစ်နာမည်ကြီးပါတယ်။တညမှာတော့ဘရင်ကြီးရဲ့ဗန္ဒာတိုက်ထဲကိုတခိုးတစ်ယောက်ခိုးဝင်ပြီးရွှေတွေယူသွားတယ်။ဘာချေရလျာမတဲ့ချမ်းမထားခဲ့ဘူး။ဒါကြောင့်နန်းတော်ဆောင်တွေကအမတ်တွေပါထိတ်လန့်ကုန်ကြတာပေါ့။ဒါပေမဲ့ဘရင်ကြီးကတော့လုံးဝမတုံလို့ပဲပြီးခဲ့တဲ့တပတ်အတွေ့နန်းတော်ထဲဝင်ခဲ့တဲ့သူအားလုံးကိုမနှက်ဖြန်ညီလာခံခမ်းမကိုခေါ်ခဲ့ပါလို့ပဲအမိန့်ပေးလိုက်တယ်။နောက်တစ်နေ့မှာတော့အစေကန်ဒီစစ်သည်တွေနဲ့အမတ်တွေအားလုံးစုံစုံလင်လင်ရောက်လာကြတယ်။ခမ်းမအလယ်မှာတော့အနက်ရောင်ပိတ်စအုပ်ထားတဲ့မှန်ချစ်ကြီးတစ်ချက်ရှိနေတာပေါ့။လူတိုင်းကအဲ့ဒါကြီးကိုကြည့်ပြီးကြောက်ကြောက်လန့်လန့်နဲ့တီးတိုးဖြိုးနေကြတယ်။အဲ့ဒီမှာဘရင်ကြီးကမတ်တက်ရပ်ပြီးခုလိုဖြိုးလိုက်တယ်။ဒီမှန်ကအမှန်တရားမှန်ဖြစ်တယ်။သူကမင်းတို့ရဲ့မျက်နှာကိုပြမှာမဟုတ်ဘူး။မင်းတို့ရဲ့စိတ်ဓာတ်ကိုပဲပြမှာ။ငါးစီကပစ္စည်းခိုးတဲ့သူဟာဒီမှန်ကိုကြည့်လိုက်တာနဲ့သူ့ရဲ့အဖြစ်ဒီကိုမှန်ထဲမှာမြင်ရလိမ့်မယ်။ပြီးတော့တယောက်ချင်းစီကိုမှန်နာသွားခိုက်ပြီးပိတ်စကိုနည်းနည်းလေးမှတ်ပြီးမှန်သေးကိုကိုကြည့်ပါပြီးရင်ထွက်သွားပါလို့ခိုင်းလိုက်တယ်။လူတိုင်းကကြောက်ကြောက်နဲ့ခပ်မြန်မြန်ကြည့်ပြီးထွက်သွားကြတာပေါ့။အားလုံးကြည့်ပြီးတဲ့အခါမှာတော့ဘရင်ကြီးကပြုံးလိုက်ပြီးတပ်မှုကိုအမိန့်ပေးတယ်။ဟိုမှာလက်အတန်းရှင်းဆုံးဖြစ်နေတဲ့လူကိုဖမ်းလိုက်တော့အမတ်တွေကအန်အောပြီးအရှင်မင်းကြီးတခိုးမှန်းဘလို့တီးတာလဲလို့မေးကြတာပေါ့။အဲ့ဒီမှာဘရင်ကြီးကတကယ်တော့အဲ့ဒီမှန်ကတာမန်မှန်ပဲ။ဒါကတခိုးဆိုရင်အဖြစ်တွေပေါ်မယ်လို့ခြောက်လိုက်တော့အဖြစ်မရှိတဲ့သူတွေကမကြောက်ဖဲကြည့်ခဲ့ကြလေ။ဒါပေမဲ့တခိုးကတော့သူ့အဖြစ်တွေပေါ်လာမှာကိုအယမ်းကြောက်ပြီးမှန်ကိုမကင်ခင်သူ့လက်တွေကိုချွေတွေထွက်ပြီးအထက်အခါပုတ်တက်တန့်စင်နေခဲ့တာပေါ့။သူ့လက်တွေကတန့်စင်သွားပေမဲ့သူ့နှလုံးသားကတော့မတန့်ရှင်းဘူးလေ။အဲ့ဒီညနေမှာပဲခိုးသွားတဲ့ရွှေတွေကနန်းတော်ရှိကိုအလိုလိုပြန်ရောက်လာပါတော့တယ်။ပုံပင်နဲ့ဆိုလိုရင်းကတော့အမှန်တရားဆိုတာမှန်ထဲမှာပေါ်တာမဟုတ်ပဲကိုယ့်ရဲ့အသိစိတ်ထဲမှာပဲရှိတာပါ။အပြစ်ရှိတဲ့သူဟာဘလောက်ပဲတန့်ရှင်းအောင်နေပြပါစေသူ့ရဲ့ကြောက်စိတ်နဲ့အသိစိတ်ကသူ့ကိုဖော်ပြနေမှာပဲဖြစ်ပါတယ်။